ဒီမြမရိုးရဒလေးမှာဆိုလို့ရှိရင်တားမွေးရှင်ပြူသမီးမွေးနားသားဆိုတဲ့ဒလေးထုံတန်လေးရှိရပေါ့နော်ညီမအနေနဲ့ညီမကမိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့သမီးမွေးနားသားဆိုတဲ့အတိုင်းပဲနားသားဝတ်စုံလေးဝတ်ပြီးတော့အခုနားသားဝတ်စုံနားသားပြီးလို့ရှိရင်မိန်းကလေးတွေကလေးတွေတော်တော်များသောအားဖြင့်ဒီလားရှင်ဝတ်ကြရပေါ့နော်ဒါပေမဲ့အဲ့လိုတိုင်းပဲညီမကနားသားဝတ်စုံလေးဝတ်ပြီးရဲ့အချိန်မှာညီမဒီလားရှင်ဝတ်ပြီးတော့ထွက်ခဲ့တယ်ဒီလားရှင်ဝတ်တဲ့အချိန်မှာထွက်တဲ့အချိန်မှာလည်းညီမကဟောရဲနေလောက်ခဲ့ရမျိုးမရှိဘူးညီမပတိလေးကင်နေတရားထိုင်နေနောက်ပြီးတော့ဖျားရှိခိုးတယ်နောက်ပြီးတော့အလူခံတယ်ဒီလောက်လေးပဲပေါ့နော်ညီမလုပ်ခဲ့တဲ့အလုပ်ကဘသူတဦးတယောက်ကမှစော်ကားလို့စိတ်လည်းမရှိဘူးသာသနာရေးဝင်ကြီးဌာနကိုလည်းထိခိုက်လို့စိတ်လည်းမရှိဘူးညီမဒီရင်ကြီးကြီးလေးနဲ့ပဲဒီညီမတို့ရဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုတစ်ခုညီမချပြခဲ့တာပေါ့နော်နောက်တစ်ခုကဘာလဲဆိုတော့ညီမရဲ့မျက်နှာတစ်ခုလုံးတော့မှပဲအဲ့လိုမျိုးတိလားရှင်ဝတ်စုံဝတ်မယ်ဆိုတာဒီလိုညီမဘာမှများဆဆလင်းခဲ့ရမျိုးမရှိဘူးညီမနှခမ်းနေအောင်မစိုးခဲ့ဘူးအစီလေးပဲအဲ့လိုနည်းနည်းပပအဲ့လိုမျိုးလေးပဲလှုပ်ထားဒီကမိတ်ကပ်ပြင်ပါလားဆိုတော့မှညီမမပြင်ခဲ့ပါဘူးစိုးရိမ်မှုရှိလားဆိုတော့ဒီဟာလေးကိုလှုပ်ခတဲ့ကစဉ်းစားထားပြီးသားဘာလို့လဲဆိုတော့ငါအမှားမပအောင်လုပ်မယ်ဒီကဲလို့လူတွေမကြိုက်ခဲ့ဘူးဆိုရင်တော့မှပဲငါ့ကိုအပြစ်မတင်နိုင်အောင်လို့ပေါ့နော်အခုညီမလုပ်ခဲ့တဲ့အရာတွေအားလုံးကကောင်းကောင်းမွန်မွန်လေးတွေပါပဲညီမချပြခြင်းနဲ့အရာလေးတစ်ခုညီမချပြလိုက်တယ်အဲ့လောက်လေးပါပဲဟောရင်တခုမှမပါခဲ့ပေါ့နော်အဲ့လိုမျိုးညီမအဲ့လိုမျိုးအဟောဆုံးဖြစ်မယ်ဆိုပြီးတော့လည်းအဲ့လိုမျိုးမတွေးခဲ့ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ညီမကဒီ arrival day မှာလည်းနားသားဝတ်စုံလေးနဲ့ထွက်ခဲ့တယ်နောက်ပြီးတော့ arrival မှာနားသားဝတ်စုံနဲ့ထွက်ခဲ့ဆိုတော့ငါဒီတစ်ခေါက်တော့ဒီမှာဒီလားရှင်လေးဝတ်လိုက်မယ်ဆိုပြီးတော့အဲ့ဒီအတွေးလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးလုပ်ခဲ့လိုက်တာပေါ့ရှင်ဒါညီမတို့မြမရိုးရဒလေးကိုအဲ့လိုမျိုးလုပ်လိုက်တာပါသူနဲ့ပတ်သက်ပြီးတော့လည်းညှော်မှန်းခဲ့ရမျိုးတော့မရှိပါဘူးအကုန်လုံးကအစသက်ရတာနေတာမျိုးပေါ့နော်ညီမနာမည်ကိုអော်လိုက်တဲ့အချိန်မှာအရန် surprise ဖြစ်သွားမျက်လုံးပြူသွားဟဲပေါ့ပါသွားလားပေါ့နော်ဒါ surprise ဖြစ်သွားကိုလည်းဟိုလိုမျိုးစုတွေရပါမယ်ပါပါမယ်လို့လည်းမထင်ခဲ့မိဘူးပေါ့နော် performance ပြဖို့ကြညီမတိလားရှင်နာမဝေးပူတာခလေးလေးအဲ့လိုမျိုးလေတရားထိုင်နေဖျားရှိခိုးတယ်အမြဲတမ်းညာတိုင်းပတိစိတ်တယ်အဲ့ဒါတော့လုပ်တယ်ညာတိုင်းနောက်ပြီးယောဂီလည်းခဏဝတ်တယ်တရားဝဲဆိုလည်းအမြဲတမ်းသွားတယ်အဲ့ကလေးလေးတွေအခုကဒီအလုပ်တွေလုပ်နေဆိုတော့ညီမက ground တုံးမှုတက်နည်းနည်းအချိန်ထားပေါ့ဒါပေမဲ့တခုတော့ရှိရဲ့တိလားရှင်ဝတ်တဲ့ညီမတိလားရှင်ဝတ်ဖို့ဆုံးဖြတ်ထားရဲ့အချိန်ကအမေကိုညီမကိုယ်တိုင်ရဟန်းအမလုပ်ပြီးတော့ညီမတို့နှစ်ယောက်တူတိလားရှင်ဝတ်မဲ့အချိန်ပေါ့နော်အခုအဲ့လိုအချိန်တော့ညီမဆုံးဖြတ်ထားရဲ့ပေါ့အားကြောင့်လို့ပတ်စံနေအများကြီးရှားပြီးတော့အမေတွေမဟုတ်ဘူးအတော်တွေအိမ်ကမိသားစုကဝတ်မယ်ဆိုလို့ရှိရင်ညီမကရဟန်းအမလုပ်ပြီးတော့ညီမပါသွားလားပေါ့နော်ဒါ surprise ဖြစ်သွားကိုလည်းဟိုလိုမျိုးစုတွေရပါမယ်ပါပါမယ်လို့လည်းမထင်ခဲ့မိဘူးပေါ့နော်performance ပြဖို့ကြညီမတိလားရှင်နာမဝေးပူတာခလေးလေးအဲ့လိုမျိုးလေတရားထိုင်နေဖျားရှိခိုးတယ်အမြဲတမ်းညာတိုင်းပတိစိတ်တယ်အဲ့ဒါတော့လုပ်တယ်ညာတိုင်းနောက်ပြီးယောဂီလည်းခဏဝတ်တယ်တရားဝဲဆိုလည်းအမြဲတမ်းသွားတယ်အဲ့ကလေးလေးတွေအခုကဒီအလုပ်တွေလုပ်နေဆိုတော့ညီမက ground တုံးမှုတက်နည်းနည်းအချိန်ထားပေါ့ဒါပေမဲ့တခုတော့ရှိရဲ့တိလားရှင်ဝတ်တဲ့ညီမတိလားရှင်ဝတ်ဖို့ဆုံးဖြတ်ထားရဲ့အချိန်ကအမေကိုညီမကိုယ်တိုင်ရဟန်းအမလုပ်ပြီးတော့ညီမတို့နှစ်ယောက်တူတိလားရှင်ဝတ်မဲ့အချိန်ပေါ့နော်အခုအဲ့လိုအချိန်တော့ညီမဆုံးဖြတ်ထားရဲ့ပေါ့အားကြောင့်လို့ပတ်စံနေအများကြီးရှားပြီးတော့အမေတွေမဟုတ်ဘူးအတော်တွေအိမ်ကမိသားစုကဝတ်မယ်ဆိုလို့ရှိရင်ညီမကရဟန်းအမလုပ်ပြီးတော့ညီမဝတ်မယ်အဲ့ဒီအချိန်ကတော့ဒါညီမရဲ့ပထမဦးဆုံးဘလို့အိမ်မက်ပေါ့နော်ညီမရဲ့အကြံကျဲခဲ့ပါဟိုဘက်9000ဒီဘက်9000တသိန်းပေါ့နော်တော့ရမှာနော်ဟာလေးကိုချပြခြင်းလို့ပေါ့နော်အခုဒီလိုမျိုးသမီးမွေးနာသားဆိုတဲ့အရာကိုဘသူကမှချပြတာမျိုးညီမမတွေးခဲ့ဘူးပေါ့နော်ဒါကြောင့်မို့ညီမလုပ်ခဲ့တဲ့ဒီဟာလေးကပေါ့ကြိုက်တဲ့သူရှိရယ်မကြိုက်တဲ့သူရှိရယ်တကယ်လို့အခုလုပ်ခဲ့တဲ့ဟာလေးက national question နဲ့မတိုက်ဆိုင်ခဲ့လို့ရှိရင်လည်းညီမကိုခွင့်လုပ်ပေးကြပါလို့ဒီလုပ်ခဲ့တဲ့အလုပ်ကဘသူတို့လိုမျိုးသမီးမွေးနာသားဆိုတဲ့အရာကိုဘသူကမှချပြတာမျိုးညီမမတွေးခဲ့ဘူးပေါ့နော်ဒါကြောင့်မို့ညီမလုပ်ခဲ့တဲ့ဒီဟာလေးကပေါ့ကြိုက်တဲ့သူရှိရယ်မကြိုက်တဲ့သူရှိရယ်တကယ်လို့အခုလုပ်ခဲ့တဲ့ဟာလေးက national question နဲ့မတိုက်ဆိုင်ခဲ့လို့ရှိရင်လည်းညီမကိုခွင့်လုပ်ပေးကြပါလို့ဒီလုပ်ခဲ့တဲ့အလုပ်ကလေးအဲ့လိုမျိုးလေတရားထိုင်နေဖျားရှိခိုးတယ်အမြဲတမ်းညာတိုင်းပတိစိတ်တယ်အဲ့ဒါတော့လုပ်တယ်ညာတိုင်း
နောက်ပြီးဟိုယောဂီလည်းခဏခဏဝတ်တယ်တရားဝဲဆိုလည်းအမြဲတမ်းသွားတယ်အဲ့ကလေးလေးတွေအခုကဒီအလုပ်တွေလုပ်နေဆိုညီမက ground တုံးမှုတက်နေတဲ့အချိန်ထားပေါ့ဒါပေမဲ့တခုတော့ရှိရဲ့တီလာရှင်ဝတ်တဲ့ညီမတီလာရှင်ဝတ်ဖို့ဆုံးဖြတ်ထားတဲ့အချိန်ကအမေကိုညီမကိုယ်တိုင်ရဟန်းအမလုပ်ပြီးတော့ညီမတို့နှစ်ယောက်တူတူတီလာရှင်ဝတ်မဲ့အချိန်ပေါ့နော်အခုအဲ့လိုအချိန်တော့ညီမဆုံးဖြတ်ထားရဲ့ပေါ့အားကြောင့်လို့ပတ်စံနေအများကြီးရှာပြီးတော့အမေမဟုတ်ဘူးအတော်တွေအိမ်ကမိသားစုကဝတ်မယ်ဆိုရှင်ညီမကရဟန်းအမလုပ်ပြီးတော့ညီမဝတ်မယ်အဲ့ဒီအချိန်ကတော့ဒါညီမရဲ့ပထမဦးဆုံးဘလို့အိမ်မက်ပေါ့နော်ညီမရဲ့ဟိုစက်ကျဲခဲ့ပါဟိုဘက်9တောင်ဒီဘက်9တောင်သိန်းပေါ့နော်တာတော့ဘာလို့လဲမနော်ဟာလေးကိုချပြခြင်းလို့ပေါ့နော်အခုဒီလိုမျိုးသမီးမွေးနာသားဆိုတဲ့အရာကိုဘသူကမှချပြတာမျိုးညီမမတွေ့ခဲ့ဘူးပေါ့နော်ဒါကြောင့်မို့ဟိုညီမလုပ်ခဲ့တဲ့ဒီ